妹咧就အမူအရာတူတယ်နှခမ်းထော်တာဆိုပြီးအဲ့လိုထော်တာလေးဆိုစိတ်ဆိုးတဲ့အမူအရာလည်းတူတယ်ပြီးလို့ရှိရင်အဲ့လိုငင်းကားလိုပါလေကြိုက်တာတူတယ်မမေအော်ရိုင်းရိုက်တက်ပြီးဆိုလာမီးသွားစားကြမယ်လို့ရှိရင်အမတာမီးရဲ့ကားပေါ်တက်ပြီးတော့ဆူရှီသွားစားတယ်ငင်းကားလည်းသွားစားတယ်ကစားကွင်းလည်းသွားတယ်ရှောက်လေရှော့ပင်လည်းထွက်တယ်အထေနဲ့လုပ်ပြီးရဆိုင်ဖို့ပဲဆိုလို့ရှိရင်အဲ့လိုကပန်းလေးလည်းစီးပြီးရအခင်းလေးလည်းခင်းပြီးဆိုင်ကိုက3ဆိုင်ရှိအမေနဲ့ close ကိုဖြစ်တယ်လို့ပြောလို့ရမှာအများတန်းတွဲတွဲလို့ပြောလို့ဟုတ်ပြောလို့ရတယ်တခါကျနေများမို့ဘောနော်အော်ရိုင်းပါရှာလို့ရှိရင်ညဒီဖိုက်တဲ့အားမရှာလဲအတင်းထားမြေကိုနေလို့မဲ့ဆိုရင်ညအော်ရိုင်းရိုက်တယ်ဒီမျိုးပြန်ပြီးတော့ဒီလိုပြန်ဖွင့်ပေးမယ်ပြန်ပြီးတော့လုပ်ပေးမယ်မြေပေးရဲ့မြေတားရေအကုန်လုံးပြည့်တယ်ပီတိလည်းဖြစ်တယ်ဝမ်းလည်းဝမ်းတားပြောလဲပြောနေလည်းဝဲအားလုံးလည်းမြေဝဲတာဘာလဲဆိုဝမ်းလေးတာလို့ပြောကြပြပြနဲ့လူတွေနဲ့မိသားစုဆောင်ဒီမျိုးပူလာဖြစ်တယ်ပြပြအောင်လို့မှာဆိုဒီလိုကိုမရဝဲဘူးကပြေနဲ့မမေလာဆိုအရာအားလုံးကမမေနဲ့ပဲအရင်ဖြစ်တာပေါ့ပြပြကြရှက်လို့ဆိုပြောတယ်ပြမေနဲ့ဆိုအမူအရာတူနှခမ်းထော်တာဆိုပြီးအဲ့လိုထော်တာလေးဆိုစိတ်ဆိုးတဲ့အမူအရာလည်းတူတယ်ပြီးလို့ရှိရင်အဲ့လိုငင်းကားလိုပါလေကြိုက်တာတူတယ်မမေအော်ရိုင်းရိုက်တက်ပြီးဆိုလာမီးသွားစားကြမယ်လို့ရှိရင်အမတာမီးရဲ့ကားပေါ်တက်ပြီးတော့ဆူရှီသွားစားတယ်ငင်းကားလည်းသွားစားတယ်ကစားကွင်းလည်းသွားတယ်ရှောက်လေရှော့ပင်လည်းထွက်တယ်ဆော့လာပြောကြတယ်တေးစစ်စစ်နေရတော့ကြိုက်တယ်အေးစစ်နေရကြိုက်တယ်အဲ့ဒါကြောင့်မမေနဲ့တူဟုတ်တယ်ခုရည်ကြည့်ပြီးတော့လေးလာနေနေလာစိုက်နေများဆုံးလို့ဖြစ်တယ်မှန်တယ်မှကြည့်ပြီးတော့ဘသူအဲ့ဒီလိုမဟုတ်ပါဘူးပေါ့နော်